ချက်စီပရိသတ်တွေအတွက်အံ့အားသင့်စရာသတင်းတစ်ခုထွက်ပေါ်လာပါတယ်။နီးပြတစ်ဇာဘီအလွန်ဆိုဟာလာမယ့်ရာသီချက်စီအသင်းကိုကင်တွယ်မယ်ဆိုတဲ့သတင်းတွေနဲ့အတူသူ့ရဲ့စီမံကိန်းထဲမှာဘယ်ကစားသမားတွေကိုမဖြစ်မနေထိမ့်သိမ်းထားခြင်းလဲဆိုတာလည်းထွက်ပေါ်လာခဲ့ပါတယ်။သတင်းတွေအရဇာဘီအလွန်ဆိုဟာဘလို့ကမ်းလှမ်းမှုမျိုးရောက်လာမရောက်ချခြင်းနဲ့ကစားသမား9ယောက်ကိုရွေးချယ်ထားတယ်လို့သိရပါတယ်။အဲ့ဒီ9ယောက်ကတော့ Reece James, Levi Gowe, Joe Archambault, Moises Caicedo, Copama, João Pedro နဲ့ Esther ဘောင်းတို့ဖြစ်ပါတယ်။ဒီစရင်းကိုကြည့်လိုက်ရင်အလွန်ဆိုဟာလူငယ်အခြေပြုစီမံကိန်းတစ်ခုကိုတိစောက်ဖို့စဉ်းစားထားတယ်ဆိုတာသိတာပါတယ်။ Reece James ကတော့အသင်းကောင်းဆောင်ဖြစ်ပြီး Chelsea Academy ကနေပေါ်ထွက်လာတဲ့ကစားသမားတစ်ယောက်ပါဒဏ်ရာပြဿနာတွေရှိခဲ့ပေမဲ့ကြံ့ခိုင်မှုပြည့်စုံတဲ့အချိန်မှာကမ္ဘာအကောင်းဆုံး right back တွေထဲကတစ်ယောက်ဖြစ်နေစေပါ။ I do, I'm just being genuine. Yeah, I'm sick of being screwed. Feel my own adrenaline. Yeah, I do just what I do, and I hope you let me in. Levi Gowe နဲ့ Joe Archambault တို့ကတော့ Chelsea ခန်းစစ်ရဲ့အနာဂတ်အတွက်အရေးကြီးတဲ့အုတ်တိုင်းတွေဖြစ်ပါတယ်။ I'm grateful, oh yeah, able, oh yeah, I'm stable, oh yeah, no label, oh yeah, you know me.လေတန်းမှာတော့ Moises Caicedo ကိုအလွန်ဆိုကအသင်းရဲ့အဓိကအင်ဂျင်အဖြစ်မြင်ထားပုံရပါတယ်။ပြီးခဲ့တဲ့ရာသီက Caicedo ဟာ Chelsea ရဲ့အကောင်းဆုံးကစားသမားတွေထဲကတစ်ယောက်ဖြစ်ခဲ့ပြီးအသင်းရဲ့ကစားပုံကိုထိန်းကျောင်းပေးနိုင်ခဲ့ပါတယ်။ပြီးတော့ကိုပါမာChelsea ပရိသတ်တွေအတွက်အခုချိန်မှာအရေးကြီးဆုံးကစားသမားလို့တောင်ပြောလို့ရပါတယ်။ဂိုးတွေအဆက်စစ်တွေနဲ့အသင်းကိုဥဆောင်နိုင်ခဲ့တဲ့ပါမာကိုဒီစရင်းနဲ့ထည့်ထားတာကတော့အံ့ဩစရာမဟုတ်ပါဘူး။ Yeah, I put out all this art, it's my only medicine. Yeah, everything I do, I'm just being genuine. Yeah, I'm sick of being screwed, feel my own adrenaline. တိုက်စစ်ပိုင်းမှာ João Pedro နဲ့ Esther ဘောင်းတို့ပါဝင်နေပါတယ်။ Chelsea ဟာအနာဂတ်အတွက်ရင်းနှီးမြှုပ်နှံမှုတွေလုပ်ထားတာကိုဒီရွေးချယ်မှုကပြသနေပါတယ်။ Stable, oh yeah, no label, oh yeah, you know me, I have only a path, I'm lonely. ဒါပေမဲ့ပရိသတ်တွေအများဆုံးဆွေးနွေးနေကြတဲ့အချက်ကတော့ Enzo Fernandez နဲ့ Marc Cucurella တို့မပါဝင်တာပဲဖြစ်ပါတယ်။ Enzo ဟာကမ္ဘာ့ဖလားချန်ပီယံကစားသမားတစ်ယောက်ဖြစ်တယ်လို့အသင်းရဲ့အရေးကြီးတဲ့ midfielder တစ်ယောက်လည်းဖြစ်ပါတယ်။ Cucurella ကလည်းပြီးခဲ့တဲ့ရာသီမှာအံ့အားသင့်စရာပုံစံကောင်းတွေပြသခဲ့ပြီးပရိသတ်တွေရဲ့အချစ်တော်ကစားသမားတစ်ယောက်ဖြစ်လာခဲ့ပါတယ်။ဒါပေမဲ့အလွန်ဆိုရဲ့အစီအစဉ်ထဲမှာသူတို့နှစ်ယောက်မပါဝင်ဘူးဆိုရင် Chelsea ဟာအနာဂတ်မှာကြီးမားတဲ့အပြောင်းအလဲတွေပြုလုပ်ဖို့စဉ်းစားနေတယ်ဆိုတဲ့အဓိပ္ပာယ်လည်းဖြစ်နိုင်ပါတယ်။ဒါဆို Chelsea ချစ်ညီကိုတို့ရောဇာဘီအလွန်ဆိုရဲ့ Unable ကစားသမား9ယောက်ကိုသဘောတူကြလား။ဒါမှမဟုတ် Enzo နဲ့ Cucurella တို့ကိုပါဒီစရင်းထဲထည့်သင့်တယ်လို့ထင်လား။မင်းတို့ရဲ့အမြင်ကိုcommentမှာရေးခဲ့ပေးပါဦး။ရှောက်စီသတင်းအသစ်တွေကိုဆက်လက်ကြည့်ရှုခြင်းရင် like နဲ့ subscribe လုပ်ဖို့လည်းမမေ့ပါနဲ့။